ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်က data analyst လက်ရှိတင်တန်းရဲ့ trainer လီယွန်ဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့တင်သွားမယ့်သင်ခန်းစာက Python Basic to Advanced Lesson 2ဖြစ်ပါတယ်ဒီ lesson မှာကျွန်တော်တို့ဘာတွေပါမလို့ဆိုတော့ main type of programming language တွေကိုရှင်းပြပါမယ်မှတ်မိဒီလားတော့မသိပါဘူးကျွန်တော်တို့Python introduction မှာကျွန်တော်ပြောခဲ့ပါတယ် Python ဒီ high level programming language ဖြစ်တယ်ဆိုတော့ဒီ high level နဲ့ low level programming language တွေကဘာတွေကွာလဲဆိုတာကိုကျွန်တော်တို့ပြောပါမယ် low level programming language တွေက closer to hardware ပါသူက hardware တွေဖတ်ရတာလွယ်ပေမဲ့ human not readable ဖြစ်ပါတယ်လူတွေဖတ်ရင်အရန်ခက်ပါတယ်ဒီကောင်ကexample ပြောရရင် C တို့ဒါမျိုးတွေလူတွေဖတ်ရင်ကြတော့အရန်ခတ်ပါတယ်ဒါပေမဲ့ hardware တွေဖတ်ရင်ကြတော့အရန်မြန်ပါတယ်သူက machine code အနေနဲ့လေသူကသွားလို့ရတာအမျိုးဖြစ်ပါတယ်သူ့ကို low level programming language လို့ခေါ်ပါတယ် example ကတော့ကျွန်တော်တို့ C ကိုပြပါလိမ့်မယ်နော် C ကိုပြပါလိမ့်မယ်နောက်ခုက machine language binary language လို့ခေါ်ပါတယ်သူ1001အနေနဲ့တည်ကြပါတယ် machine learning အမှာဆိုလည်းအရင်သုံးဝင်ပါတယ်သူက binary language လို့အတိအများဆုံးဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ assembly ပါနောက်ပိုင်းကျွန်တော်တို့ base 32 base 64ဒါမျိုးတွေကMabonid ဖြစ်တဲ့ assembly language တွေဖြစ်ပါတယ်ဒီကောင်တွေကိုဘယ်နေရာတွေမှာသုံးလဲဆိုတော့ဒီ system programming တွေ firewall တွေ embedded system and OS development တွေမှာသုံးပါတယ်ဒါဒီ high low level programming language တွေရဲ့အခွဲ branch နှစ်ခုဖြစ်ပါတယ်ပထမဆုံးတစ်ခုက machine language နောက်တစ်ခုက assembly ဖြစ်ပါတယ်နောက်ထပ် high level programming language မှာဘာပါတော့ဆိုတော့ Java ပါပါတယ် CPP ပါပါတယ် JavaScript ပါပါတယ် PHP ပါပါတယ်ကျွန်တော်တို့ဒီနေ့သင်မဲ့သင်ခန်းစာတွေက Python ဒီလည်း high level programming language တစ်ခုဖြစ်ပါတယ်သူကထုံးစံတိုင်းသိရတဲ့အတိုင်းပါပဲသူဒီ closer to human language ဖြစ်ပါတယ်အရင် readable ဖြစ်တယ် Python ကတော့ light English ပေါ့နော်ဒီတခြားသော PHP တို့ Java တို့ကလည်းဒါမျိုးပါပဲတိတ်မကွာပါဘူးဒီကောင်မျိုးတို့ဘယ်မှာသုံးလဲဆိုတော့ web development software development and AI and data science မှာသုံးပါတယ်အခုနောက်ပိုင်း data analyst မှာလည်းသုံးလာပါပြီနောက်ဆုံး procedural language တွေရှိပါတယ်ဒီကောင်တွေကတော့ function to function function နေနဲ့သွားတာအဲ့ဒါမျိုးတွေ language တွေမှာဘာတွေပါတော့ဆိုတော့ C ပါပါတယ် Pascal ပါပါတယ် Fortran ပါပါတယ်ဒီကောင်တွေက scientific computing နဲ့ financial application တွေမှာအသုံးများပါတယ်ပြီးရင် low level system programming တွေမှာလည်းဒီကောင်တွေကိုရေးပါတယ်အရန်ခတ်တဲ့ language တွေဖြစ်ပါတယ်နောက်တစ်ခုက object oriented language လို့ခေါ်တဲ့ OOP ဖြစ်ပါတယ်ဒီကောင်ကကျတော့ Python CPP Swift စတဲ့ programming language တွေမှာအသုံးများပါတယ်သူတို့ဘယ်နေရာတွေမှာသုံးလို့ဆိုတော့ large scale application တွေ GUI application တွေနဲ့ mobile application တွေမှာအရင်သုံးများပါတယ်နောက်တစ်ခုကတော့ functional language လို့ခေါ်တဲ့ lib တို့ hardware တို့ scalar တို့ဒါမျိုးတွေမှာကျွန်တော်တို့ရှိပါတယ်ဒါမျိုးတွေဘယ်မှာသုံးလဲဆိုတော့ AI and data processing and mathematics တွေမှာအသုံးရမ်းများပါတယ်เนาะနောက်ဆုံးသိရမှာတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ scripting language လို့ခေါ်တဲ့ Python JavaScript Bash နဲ့ PHPဒီ language တွေကတော့ scripting language တွေဖြစ်ပါတယ်အခုကျွန်တော်တို့အရင်သုံးပြတာကတော့ automation web development test scheduling and ဟုတ်ပါတယ်လူချင်းမင်းတို့သိတဲ့အတိုင်းပဲ penetration testing မှာပါအရင်သုံးများပါတယ်နောက်ဆုံးတစ်ခုကတော့အရင်လွယ်တဲ့ programming language တစ်ခုလို့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒါဘာလို့ဆိုတော့ market language တွေပါ market query language တွေလို့ခေါ်ပါတယ် market language ဒီမှာဘာတွေပါတော့ဆိုတော့ HTML နဲ့ XML ပါပါတယ် query language မှာတော့ SQL SQL MySQL အဲ့ဒါမျိုးတွေပါပါတယ်ဒီ MongoDB တို့ဘာလို့လဲပါပါတယ်เนาะဒီကောင်ကိုကြဘယ်မှာသုံးလို့ဆိုတော့ web scraper နဲ့ database and data exchange တွေမှာအရင်သုံးများပါတယ်နောက်ပိုင်း data analyst မှာပါသုံးလာပါပြီ logical programming ဆိုတာ logical programming language တို့ပြီးရှိပါတယ်ဒီကောင်က logic and rule ပေါ်အခြေခံပါတယ်သူကို prolog လို့ခေါ်ပါတယ်သူကဘယ်နေရာမှာသုံးလဲဆိုတော့ AI expert system and problem solving တွေမှာအသုံးအရင်များပါတယ် web development မှာ Python တကယ်သုံးတဲ့ကျွန်တော်တို့sorry ပါကျွန်တော်ပြောကြနည်းနည်းကြံသွားတယ်အခုကျွန်တော်လက်ရှိပြောသွားမယ့်
အရာတွေက Python ရဲ့ library တွေဖြစ်ပါတယ်ဘယ်နေရာမှာတော့ဘာတွေသုံးတယ်ဘယ်နေရာမှာတော့ဘာတွေသုံးတယ်နောက်ပိုင်းကျွန်တော်ရဲ့ class ထဲမှာလည်းထည့်တင်သွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ web development မှာ Python ရဲ့ဘယ် library တွေကိုသုံးလဲဆိုတော့ပထမဆုံး Django ကိုသုံးပါတယ်ဒီကောင်က backend system တွေရေးတဲ့နေရာမှာအရင်သုံးရပါတယ်နောက်တစ်ခုကကျတော့ Flash ကိုသုံးပါတယ်သူ့ကိုလည်းကျွန်တော်တို့ forward နဲ့ backend check ပြီးတော့သုံးတဲ့နေရာမှာသုံးပါတယ် Python မှာကFast API အသုံးအရင်များပါတယ်เนาะနောက်တစ်ခုကတော့ SQL Archery ဖြစ်ပါတယ်ဒီကောင်လည်း Academy ဖြစ်ပါတယ်ဒီကောင်လည်း database team management လုပ်ရမှာအရင်အသုံးဝင်ပါတယ်နောက်တစ်ခုကတော့ data science and machine learning ပါကျွန်တော်တို့အဲ့ data analyst သုံးမဲ့လူတွေကဒီအချက်ကကျွန်တော်တို့ဒီအချက်ကကျွန်တော်တို့ဒီအချက်ကသိဖို့လိုပါတယ်လက်ရှိကျွန်တော်ပြောသွားမယ်ဒီ data science machine learning pandas number skitland transport TensorFlow လို့ခေါ်ပါတယ် sorry ပါ TensorFlow ဒီကောင်တွေကလည်းဒီကျွန်တော်တို့ data science နဲ့ data analyze မှာအရင်သုံးများပါတယ်ဆိုတော့ဒီကောင်တွေကိုလေ့လာထားဖို့လိုပါတယ်ကျွမ်းကျင်နေဖို့လိုပါတယ်နောက်တစ်ခုကတော့ beautiful source နဲ့ scriptbee ပြီးရင် Cillian ဒီကောင်တွေကကျတော့ beautiful source ကကျတော့ကျွန်တော်တို့ဒီ data တွေထားပါတော့ Amazon လိုမျိုး website တွေကနေပြီးတော့ data တွေဒီကျွန်တော်တို့ script ဆွဲတဲ့နေရာမှာအရင်အရေးပါတယ်ပဲပြီးရင်scriptbee ဒီကောင်ကကျတော့ဒီ connection လုပ်တဲ့နေရာမှာအရင်ရေးပါတယ် Selenium ကကျတော့သူကဘယ်နေရာမှာသုံးလဲဆိုတော့ဒီ browser ဒီကိုကဒီ browser ကိုသုံးမဲ့ဒါပေမဲ့နောက်ထပ် browser တစ်ခုမှာ automation တစ်ခုခုလုပ်မယ်ဆိုရင်အဲ့ဒါကိုအသုံးအရင်များပါတယ် automation and scripting ကိုကျတော့ Selenium သုံးပါတယ် request သုံးပါတယ် Clary သုံးပါတယ်เนาะနောက်တစ်ခုက desktop application ဖြစ်တဲ့ဒါကတော့ကျွန်တော်တို့ဒီမှာပါသုံးလို့ think ဒီကောင်ကတော့ GUI အတွက်သုံးပါတယ် PyJudy သုံးပါတယ် Power professional tools တွေလုပ်ဖို့ပါဒီ KV သုံးပါတယ်ဒီကောင် interactive လို့ခေါ်မှာပါ interactive ဒီ touch page update သုံးတဲ့နေရာမှာရေးတဲ့နေရာမှာသုံးပါတယ် WHP Python ဒီကောင်ကလည်းPython တွေကို specialized application တွေရေးတဲ့နေရာမှာသုံးပါတယ်ဒီစပါတော့ 3D printing မှာဒီ model တွေဆွဲတဲ့နေရာမှာတို့ဘာလို့ဒီနေရာတွေအတွက်ဒီကောင်သုံးပါတယ်sorry အဲ့ model ဆွဲတဲ့နေရာမှာသုံးတာမဟုတ်เนาะအဲ့ application တွေရေးတဲ့နေရာမှာသုံးတာကျွန်တော်မှားမှာဆိုလို့ပါဟုတ်ကဲ့ကျွန်တော်တို့ lesson 2ကတော့လောက်ပါပဲ lesson 3မှာပြန်ဆုံးအောင်